နေမှာရေးမြနယ်မှာပြည်သူတွေထံမှငွေကြေးတောင်းရအနိုင်ကျင့်တဲ့ပြည်သူစစ်ကောင်းဆောင်အေးမောင်လက်ဖေးဆိုင်မှာပြက်ကတ်ခံပြီးတေဆောင်မွန်ပြည်နယ်ရေးမြနယ်မှာပြည်သူတွေထံကနေငွေကြေးတောင်းရအနိုင်ကျင့်တဲ့ပြည်သူစစ်ကောင်းဆောင်အေးမောင်လက်ဖေးဆိုင်မှာပြက်ကတ်ခံပြီးတေဆောင်ခဲ့ကြောင်းရွှေဘလူတိုင်မှုကပြောပါတယ်ဧပြီလ1ရက်နေ့မနက်7:00နာရီခန့်မှာကျောင်းရကြီးရတဲ့ရွှေလက်ဖေးဆိုင်တက်ကူမှာအေးမောင်ကိုပြက်ကတ်တိုက်ခိုက်ရပွဲချင်းပြီးတေဆောင်ခဲ့ကြောင်းအေးမောင်ကဆရာနာသိမ်းပြီးချိန်ကနေစတင်ကပြည်သူတွေကိုမတရားနိုင်ကျင့်ခြင်းငွေကြေးတောင်းခံခြင်းနဲ့လှုံ့ဆော်ခဲ့ပြီးအကြိမ်ကြိမ်ချင်းချောက်လေးရှိသောပြည်သူစစ်ကောင်းဆောင်ဖြစ်ကြောင်းသိရပါတယ်။ပြည်သူကိုချင်းချောက်တဲ့မတရားနိုင်ခြင်းဖိနှိပ်မှုတွေအများကြီးလောက်တဲ့ဒီအေးမောင်ကိုကျွန်တော်လိုက်နေရကြပါပြီ။2023တုန်းကလည်းသွားဖြစ်သေးတယ်မကြခဲ့ဘူးကြီးကလည်းပါတယ်နောက်လက်မှာပဲထိသွားရဆိုတော့မကြဘူး။ဒီနေ့ရေဘလူတက်ရင်တက်ခွဲနှစ်ကနေပြီးတော့သူ့လက်ဖေးတောင်းနေတဲ့လက်ဖေးဆိုင်မှာဝင်ရောက်ရှင်းနေတိုင်းခဲ့လို့ရေဘလူတက်ရင်ပွဲကပြောပါတယ်။တို့ပြည်သူစစ်ကောင်းဆောင်အင်းမောင်ကရေဘလူဘက်ကလွတ်မြောက်နေမြေကဲ့သို့ပေါ်ဆောင်ထားတဲ့ခြေရီမှာအောက်ချုပ်ရင်မှုတွေကိုကော်ကရေဘလူနဲ့ပူပေါမီဆိုပါကရွာကိုမီရှို့ခြင်းလက်နက်ကျင်းနဲ့ပြက်ကတ်ခြင်းတို့လှုံ့ဆော်မည်ဟုအကြိမ်ဆက်လက်ပြောဂျပန်စစ်ကောင်စီကငလေလောက်ပြီးလေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လှုံ့ဆော်မြေနောက်ရက်20ကြာပြည့်ရတယ်လို့ကြေညာဂျပန်စစ်ကောင်စီကမတ်လ28ရက်နေ့ငလေလောက်ပြီးနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လှုံ့ဆော်ခဲ့ပြီးနောက်ဧပြီလ2ရက်ကနေ22ရက်နေ့ထိရက်20ကာလကိုရှားရီအပြည့်အခါလာဖြစ်သတ်မှတ်ကြောင်းဧပြီလ2ရက်နေ့ညပိုင်းမှာထုတ်ပြန်ကြေညာပါတယ်ငလင်တန်တဲ့ပြည်သူလူထုကိုစာနာထောက်ထားပြီးကိုညီကဲစိန်နဲ့ပြည်လဲထူထောင်လုပ်ငန်းတွေကိုအရှိန်ဟုန်မြင့်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီးရင်းကဲ့သို့အပြည့်ရစဲခြင်းဖြစ်ကြောင်းစစ်ကောင်စီကဆိုပါတယ်။အပြည့်ရစဲကာလတွင်တိုင်းဒေသလက်နက်ကိုင်ဖွဲ့ရင်းနဲ့တခြားလက်နက်ကိုင်ဖွဲ့များနေဖြင့်အများပြည်သူသွားလာတော့ပြုလုပ်ရှားလျက်ရှိတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနောက်ဆက်တိုက်ခိုက်ခြင်းထိခိုက်ပျက်စီးခြင်းတွေပြုလုပ်ပါကတုံ့ပြန်သွားမယ်လို့ဆိုပါတယ်။ထို့ပြင်ရေးထုတ်ပြချက်မှာပြည်သူလူထုရဲ့အသက်အဝင်စီစိတ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တပ်စကန်တွေကိုတိုက်ခိုက်ခြင်းတပ်ဌာနချုပ်တွေကိုနောက်ဆက်တိုက်ခိုက်ခြင်းနဲ့ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမယ်။အင်အားစုစားခြင်းပြင်ဆင်စုဖွဲ့ခြင်းနဲ့မြေချက်တွေနဲ့ပြုလုပ်ပါကတုံ့ပြန်သွားမယ်လို့ဆက်လက်ဖော်ပြပါတယ်။မတ်လ20ခွဲနေ့မှာမြို့သားညီညွတ်ရေးဆိုရ NUG ကခုခံကာကွယ်စစ်ကလွဲပြီးထိုးစစ်အလုံးကိုမတ်လ30ဧပြီလ12ရက်ရက်ဆိုင်ရောက်ကြေညာပါတယ်။မဟာမိတ်သုံးဘက်ကစတင်ထိုးစစ်တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ဘဲဧပြီလ1ရက်ကနေ30ရက်နေ့ထိတလတာတစ်ဖက်သက်အပြည့်အခက်ရစဲကြောင်းဧပြီလ1ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။စစ်ကောင်စီဧပြီလ2ရက်နေ့ထုတ်ပြန်ချက်အရငလင်ကြောက်သေးဆုံးသူ2900နီးပါးရှိနေပြီဖြစ်ကြောင်းသိရှိရပါတယ်။